ပို့စာပင်အသီးသီးအောင်ဘယ်လိုလုပ်အောင်မလဲလို့မေးထားလို့ထပ်လက်တွေ့လုပ်ပြပါမယ်။ပို့စာပင်မှာအသီးသီးဖို့ကဂိုင်းဖြတ်ပေးဖို့အရေးကြီးပါတယ်။သူကဂိုင်းသစ်တွေကနေပဲအသီးသီးတာမလို့ပါ။အပင်မှာအသီးတွေကုန်သွားပြီဆိုရင်အခုလိုဂိုင်းတွေကိုမနှမျောပဲညှက်ပေးလိုက်ပါ။ထက်ကတော့တကိုင်းမှာအရွက်နည်းနည်းပဲခြံပြီးညှက်ပေးလိုက်ပါတယ်။တကယ်လို့ကိုကအပင်ပွားချိန်ရင်ဖြတ်လိုက်တဲ့ဂိုင်းတွေကို10လက်မလောက်အရှည်ထားပြီးပြိုးမီထည့်ထားတဲ့အိုးထဲမှာထိုးဆိုင်လိုက်ပါပြီးရင်အဲအိုးကိုအရေးထဲမှာထားပေးလိုက်ရင်အလွယ်တကူပဲအပင်သစ်တွေပြည့်ဖြစ်လာပါလိမ့်မယ်ဒီပင်ကတော့ဂိုင်းပြန်ထိုးပြီးပွားထားတဲ့အပင်လေးကိုမြေချက်ဆိုင်ထားတာပါအသီးတွေတောင်သီးနေပြီပိုးစာပင်ကဂိုင်းတွေဖြတ်လိုက်ရင်ဒီလိုအစ်စ်လေးတွေကနေဂိုင်းအသစ်တွေပြန်ထွက်လာပါတယ်အဲ့ဒီထွက်လာတဲ့ဂိုင်းတွေမှာအသီးလေးတွေပါတခါတည်းပါလာပါတယ်တခုရှိတာပိုးစာပင်မှာလည်းတင်မောပင်လို့အဖိုပင်ရှိပါတယ်အဖိုပင်ဖြစ်နေရင်တော့ဘလို့လို့အသီးသီးမှာမဟုတ်ပါဘူးရှင်အဖိုပင်ကပန်းမွှေ့ရှည်ရှည်လေးတွေပဲပွင့်တာပါအသီးမသီးပါဘူးအမပင်ကတော့ပန်းသစ်လေးတွေစုပွင့်ပြီးအချိန်ကြာရင်အသီးပုံစံတွေဖြစ်သွားတာပါတေချာတာကတော့ပြိုးပင်ဆိုင်ရာအပင်ဝယ်လာတဲ့ကအသီးပါလာရင်ဒါအမပင်ပဲပေါ့ဒါဆိုအခုလိုဂိုင်းဖြတ်ပေးလိုက်ရင်အသီးတွေပြန်သိနိုင်ပါတယ်ရှင်ပိုးစာသီးပြင်ပိုးစာရွက်ကိုလည်းစားလို့ရပါတယ်ထက်ထိုင်းမှာပိုးစာရွက်ကိုအကြော်မုန်းနဲ့ကပ်ပြီးကြော်တာကိုစားဘူးပါတယ်စားလို့ကောင်းပါတယ်ပိုးစာရွက်ကဆေးဘက်ဝင်တာကြောင့်သူ့ရဲ့အရွက်ကိုအချောက်ခံပြီးတီးလို့လည်းလှုပ်တောက်လို့ရပါတယ်